အားလုံးပဲမင်္ဂလာပါအလွယ်ဆုံးအင်္ဂလိပ်စကားပြောလမ်းညွန်ဒေါက်တာစိုးတန်းစာအုပ်လေးနဲ့မိတ်ဆက်ချင်ပါတယ်ဒီစာအုပ်လေးရဆိုလို့ရှိရင်1000ပတ်ဝန်းကျင်ပဲရှိပါတယ်မြန်မာမှာလည်းဝယ်လို့ရတယ်ထိုင်းမှာလည်းဝယ်လို့ရတယ်ထိုင်းမှာဆိုလို့ရှိရင်เนาะချင်းအောင်နဲ့မှဝယ်ပါ130နဲ့6ဘတ်ပို့ခအပြီးပေါ့เนาะဒီစာအုပ်ကစာမျက်နှာပေါင်းဘယ်လောက်ပါလဲဆိုတော့120နဲ့120ကျော်ပါเนาะဒီမှာသူက CD ခွေပါတယ်เนาะအဲ့ဒီအခွေလေးနဲ့အတန်နားထောင်မှာဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်เนาะသူကဟိုမပါအောင်เนาะအတန်ထွက်မပါအောင်တိလားဒီမှာ CD ခွေမှာထည့်ပြီးတော့ကောက်ကိုနားထောင်မှာပေါ့เนาะတကယ်လို့ကို့မှာအောက်ဆက်တွေဘာတွေ CD ခွေနဲ့နားထောင်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဖုန်းထဲမှာပေါ့เนาะtranslate ကိုထည့် translate တွေမှာ down လိုက်ပြီးတော့မှဒီအင်္ဂလိပ်စာသားလေးရေးထည့်လိုက်ပြီးတော့အတန်ဖိုင်လေးကိုနားထောင်เนาะအဲ့လိုမျိုးသူကကျတော့အတန်ထွက်တော့မပါဘူးသူကမြန်မာလိုနဲ့အင်္ဂလိပ်လိုပဲပါရเนาะအလွယ်ဆုံးအင်္ဂလိပ်စကားပြောလမ်းညွန်ဒေါက်တာစိုးတန်းပေါ့เนาะစာမျက်နှာ200စာမျက်နှာဘယ်လောက်ပါလဲချက်ကြည့်လားစာမျက်နှာတော့နှိပ်လိုက်စာမျက်နှာ226စာမျက်နှာ226မကောက်250နဲ့ခွန်ပါတယ်เนาะဒါကြတော့အလွယ်ဆုံးအင်္ဂလိပ်စကားပြောဒေါက်တာစိုးတန်းစာအုပ်ဖြစ်ပါတယ်ဒီမှာCD ခွေနော်ဒီမှာသူကစလုံးလေးတွေလည်းစိနေတာပဲရေးထားနော်ဟိုစာမျက်နှာကိုတချို့ဆိုကြဲရေးပြီးတော့ခိုးတယ်ကွယ်အဲ့လိုမျိုးရှိတယ်ဒီဆရာမခိုးလည်းမခိုးထားဘူးဒီမှာစလုံးလေးစိပြီးတော့မှအတန်ထွက်မပါအောင်နော်အတန်ထွက်မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို CD ဖျားနဲ့နားထောင်မရတဲ့သူတွေဆိုလို့ရှိရင်လေမလေးပြောသလို translate သွားယူနော် translate ကိုဖုန်းထဲမှာ down ပြီးတော့မှ translate လေးနဲ့အင်္ဂလိပ်မြန်မာပေါ့နော်အဲ့လိုမျိုးနဲ့အင်္ဂလိပ်လိုရေးပြီးတော့ကိုအတန်ထွက်လေးနားထောင်ပေါ့နော်ဒီမှာမြန်မာစာပါပြီးသားဒီမှာသိလားမြန်မာစာပါပြီးသားပါဒီမှာဘာတွေပါလဲဆိုလို့ရှိရင်လေအမတ်တမဲတွေ့ဆုံခြင်းအချိန်နိုင်ရီတယ်လီဖုန်းစားတောက်ဆိုင်တစ်ခုတွင်နောက်ပြီးတော့ခရီးသွားခြင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဖိတ်ကြားပုံဖိတ်ကြားချက်အိမ်ဈေးဝယ်ခြင်းကုန်တိုက်ကြီးတွင်ကျမ်းမာရေးနောက်ပြီးတော့ရုံစင်းသွင်ဖြင့်ချက်ပြုတ်ခြင်းအမှုပညာထူးထူးခြားခြားကိုရီကိုသွေးလက်တွေ့စစ်ဆေးခြင်းသူကအပိုင်းဘယ်နှပိုင်းပါလဲဆိုတော့အပိုင်း9ပိုင်းပါเนาะမစုံတာတွေ့လားမကောင်းစင်နေပြီပဲchapter 70ပါတယ် chapter 70ပါတယ်စာမျက်နှာကအလုံးပေါင်း250နဲ့ခွန်ဖြစ်ပါတယ်ဒါ1000ပတ်ဝန်းကျင်အရန်တန်တယ်เนาะဒါကြတော့ဟိုစားအခြေခံအင်္ဂလိပ်စကားပြောနှုတ်အုပ်ပြီးသွားရင်လေဒီအခြေခံအင်္ဂလိပ်စကားပြောဒီမှာတွေ့လားဒီအခြေခံအင်္ဂလိပ်စကားပြောနှုတ်အုပ်ပြီးသွားလို့ရှင်ဒီဟာလေးလှုပ်ဖို့အကြံပေးတယ်သိလားနော်ဟိုနှုတ်အုပ်ပြီးတဲ့သူတွေဒါလေးလှုပ်ပါထိုင်းမှာဆိုလို့ရှင်130နဲ့6ဘတ်ပုခအပြီးမြန်မာနိုင်ငံမှာဆိုလို့ရှင်1000ပတ်ဝန်းကျင်ရှိပါတယ်နော်အင်္ဂလိပ်စကားပြောလေ့လာတဲ့သူဆိုလို့ရှင်လေဒီလိုစာအုပ်တွေသုံးလို့ရတယ်နော်ဒါဆို200ကျော်ဆိုလို့ရှင်စာမျက်နှာ250နဲ့ခွန်ဆိုဘယ်လောက်လောက်မလဲဆိုလို့ရှင်3လလောက်လှုပ်လိုက်လေ3လလောက်တခြားလေးလှုပ်တယ်ဆိုဒီတအုပ်လုံးမှုတ်ပြန်သွားအောင်လှုပ်လိုက်နော်အဲ့ဒါလေးမိတ်ဆက်ပေးတာဖြစ်ပါတယ်ရှင်လိုချင်တယ်ဆိုရင်ထိုင်းရန်သူတွေချင်းထဲမှာမာကြပါရှင်ကျေးဇူးပါ